အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကျော်ဝင်းနိုင်ဖြစ်ပါတယ်ဒီတစ်ပတ်မှာကျွန်တော် share လုပ်ပေးတော့မှာကတော့ကျွန်တော်ဒီကိုယ့်ရဲ့ဖုန်းတွေကနေဒီ merchant trade application ကနေတစ်ဆင့်မြန်မာပြည်က bank account တွေကိုတိုက်ရိုက်ငွေထည့်တဲ့နည်းလေးကိုကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်ဒီ season လည်းမစခင်မှာကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင်အခုပဲ subscribe လုပ်တော့ပြလိုက်ပါအောင်နော်ကဲနိုင်ပြီးတော့ပြီဆိုတော့ကျွန်တော်တို့စလိုက်အောင် Hello ပြန်လည်မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ပေါ့နော်အခုဒီ merchant trade application ကနေတစ်ဆင့်ကိုယ့်ရဲ့ဖုန်းထဲကနေမြန်မာပြည်ကကိုယ့်ရဲ့ bank account တွေကိုကျွန်တော်တို့ပတ်စံထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပထမဆုံးဒီ merchant trade application ကိုအရင်ဆုံးတော့မှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ merchant trade application ကိုကျွန်တော်တို့ဖွင့်လိုက်ရအောင်ဆိုတော့ဟုတ်ပြီကျွန်တော် merchant trade application ကိုကျွန်တော်ဖွင့်လိုက်တာ ਨੇ အဲ့လိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော်ဘယ်နေရာကိုတွားရမလဲဆိုတော့ဒီမှာremit ဆိုတာရှိတာပေါ့နော်အဲ့ဒီ remit ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ဒီမှာပေါ်လာပါတယ် send money to international ပေါ့နော်ဒီဟာလေးကိုနောက်ထပ်ဆက်နိုင်ပါမယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာဆိုမြန်မာဆိုပြီးတော့မှဓာတ်ရိုက်ပေါ်လာပါတယ်ခင်ဗျာနော်တကယ်လို့မိတ်ဆွေတို့မှာစလွှေးရှင်းမှာဆိုရင်မြန်မာဆိုပြီးတော့မှရှိမှာမဟုတ်ပါဘူးခင်ဗျာနော်ဒါပေမဲ့အဲ့နေရာမှာပေါ့နော်တခြားနိုင်ငံတွေလည်းပေါ်ရှင်ပေါ်လာလိမ့်မယ်ခင်ဗျာနော်ဆိုတော့အဲ့နေရာမှာဒီအပေါ်ဆုံးမှာပေါ့နော်မြန်မာလို့ရေးလိုက်တာ ਨੇ အဲ့လိုမျိုးပေါ်လာဖြစ်ပါခင်ဗျာနော်ဆိုတော့ကျွန်တော်မြန်မာကိုကျွန်တော်ရွေးလိုက်ရုံပါပဲခင်ဗျာနော်ဆိုတော့ဟုတ်ပြီကျွန်တော်ပတ်စံလွှဲတော့မယ်ဆိုရင်ဒီမှာဒီနှစ်ခုရေးရှယ်လို့ရတာပေါ့နော် bank account ဆိုတာဒီမြန်မာပြည်ကကိုယ့်ရဲ့ bank account တွေကိုတိုက်ရိုက်ထည့်နေပေါ့နော်ဒီဟာဒီဘက်မှာဆိုရင် cash pickup ဆိုပြီးတော့မှတွေ့မှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ကိုကြိုက်တဲ့နည်းနဲ့လွှဲလို့ရပါတယ်ဒီ bank account ဆိုတာဒီမြန်မာပြည်ကဒီပေါ့နော်ကိုကbank account တွေတုံးထားတယ်ပေါ့နော်ကမ္ဘောဇဘန်တို့ဒီAYDဘန်တို့ပေါ့နော်အကုန်ရှိတာဖြစ်တယ်ဒီကပ္ပရတနာဘန်တို့စီးပွားရေးဘန်တို့ရိုးမဘန်တို့ပေါ့နော်အကုန်လုံးရှိတာဖြစ်တယ်နော်ဆိုတော့မြန်မာပြည်မှာကိုမိသားစုပဲဖြစ်ဖြစ်ကိုဘန်အကောင့်ပဲဖြစ်ဖြစ်ရှိတယ်ဆိုရင်ဒီကနေတိုက်ရိုက်ငွေထည့်လို့ရပါတယ်ခင်ဗျာနော်အဲ့လိုအတွက်ဆိုရင်ဒီ bank account ဆိုတာကိုကျွန်တော်ရွေးမှာဖြစ်ပါတယ်ခင်ဗျာနော်နောက်တစ်ခုကမြန်မာပြည်မှာကိုက bank account ဖွင့်မထားဘူးဗျာ bank account ဖွင့်မထားဘူးဆိုရင်ဘယ်နာနဲ့လွှဲလို့ရတယ်ဆိုတော့ဒီ cash pickup ဆိုတဲ့နေရာကိုရွေးပြီးတော့မှကျွန်တော်လွှဲလို့ရပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော်အခုလွှဲမှာကဒီပေါ့နော်မြန်မာပြည်က bank account တွေကိုတိုက်ရိုက်ငွေထည့်ပေးမှာဖြစ်တဲ့အတွက်ဒီဟာနဲ့ပဲကျွန်တော်တော့မှာဖြစ်တယ်တကယ်လို့မိတ်ဆွေတို့ကပေါ့နော် bank account ထည့်နည်းလဲ bank account ထည့်နည်းမဟုတ်ပဲနဲ့ပေါ့နော်ဒီမြန်မာနိုင်ငံ bank account ကပတ်စံတော့ထုတ်တဲ့နည်းလဲသိရှင်နေဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုတင်ပေးပါမယ်တကယ်လို့သိရှင်နေဆိုရင် comment မှာရေးခဲ့လို့ရပါတယ်ခင်ဗျာနော်ဆိုတော့ဟုတ်ပြီကျွန်တော်မြန်မာပြည်က bank account ကိုကျွန်တော်ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ bank account ဆိုတဲ့နေရာကိုကျွန်တော်ရွေးလိုက်ပါတယ်ပြီးလို့ရှိရင်ဒီမှာ you send ဆိုတဲ့ဟာကိုကျွန်တော်ရေးပါမယ်ခင်ဗျာနော်ဆိုတော့ကျွန်တော်ပတ်စံမှာပို့ခင်မှာငွေဈေးဘယ်လောက်ရှိလဲဆိုတာကျွန်တော်အရင်ဆုံး check ပါမယ်ခင်ဗျာနော်ဆိုတော့ဒီမလေးရှားငွေကြက်မှာပေါ့နော်1မလေးရှားရင်းကီမှာဘယ်လောက်ရှိလဲဆိုတော့650ရှိပါခင်ဗျာနော်မြန်မာငွေမလေးရှားငွေတစ်ကြက်မှာမြန်မာငွေ650ရှိပါတယ်ခင်ဗျာနော်ဆိုတော့ဒီ merchant trade မှာငွေလေးခါဘယ်လောက်ယူလဲဆိုတော့အောက်မှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီမှာ exchange rate ကတော့မြန်မာတစ်ကြက်မလေးရှားငွေတစ်ကြက်ကိုမြန်မာငွေ650ရှိတာဖြစ်တယ် service fee ကတော့ဒီဟာပေါ့နော်သူတို့ငွေလေးခါကို60ကျပ်ယူတာဖြစ်တယ်နော်မလေးရှားငွေ ringgit 60 ringgit သူတို့ယူတာဖြစ်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်အခုကျွန်တော်လွှဲပြမှာကပေါ့နော်ကျွန်တော် ringgit 50ကျွန်တော်လွှဲပြမှာဖြစ်တယ်နော်Oh sorry ringgit 50ကိုကျွန်တော်လွှဲပြမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ ringgit 50ကဘယ်လောက်ဖြစ်လဲဆိုတော့မြန်မာငွေ3သိန်း sorry 32,500ပေါ့နော်32,500ဖြစ်တာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်အဲ့လိုမျိုးကိုလွှဲမဲ့အမောင်းကိုကျွန်တော်တတ်မှတ်ပြီးသွားလို့ရှိရင်နောက်ထပ်ဒီမှာ
done ဆိုရကိုကျွန်တော်တို့နှိပ်ပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်အောက်မှာဒီမှာ next ဆိုရကိုထားနိုင်ပါမယ်ဒီမှာပေါ့နော်ဒီကကျွန်တော်ရဲ့ဒီပေါ့နော်ကျွန်တော်bank account ထဲကနေတိုက်ရိုက်ဥချိုချိုဆိုတာကျွန်တော်ရဲ့အကိုဖြစ်တယ်မြန်မာပြည်ကကျွန်တော်အကိုရဲ့ bank account တွေကိုကျွန်တော်တိုက်ရိုက်ငွေထည့်ထားတဲ့ဟာဖြစ်တယ်ဆိုတော့မိတ်ဆွေတို့အတွက်နောက်ထပ်သိရအောင်ကျွန်တော်နောက်ထပ်အတိလုပ်ပြမှာဖြစ်ပါခင်ဗျာနော်ဆိုတော့ add new receiver ဆိုတဲ့ဟာကိုထပ်နိုင်ပါမယ်ဒီမှာwho are transferring to ရနော်ဒီမှာကိုပတ်စံလွှဲတဲ့လူရဲ့မြန်မာပြည်ကပတ်စံလက်ခံမဲ့လူနာမည်တွေကိုကျွန်တော်ရေးရမှာဖြစ်တယ်ဆိုတော့ဒီမှတ်ပုံတင်ထည့်ရနာမည်အပြည့်စုံဖြစ်နေဖို့လိုအပ်ပါတယ်ခင်ဗျာနော်ဒါကြောင့်အဲ့ဒါနာမည်ရေးတဲ့ဟာကိုတေချာကြည့်စားပြီးတော့မှကျွန်တော်ရေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အကိုတော့နော်အဲ့လိုမျိုး first name နဲ့ last name ကိုတေချာလေးရေးပါမယ်ပြီးလို့ရှိရင်relationship မှာဆိုရင်ပေါ့နော်ငွေလက်ခံတဲ့သူနဲ့ဘယ်လိုအမျိုးတော်လဲပေါ့နော်ဒီမှာ share ဆိုရင်ကိုယ့်ရဲ့ကလေးတွေပေါ့နော်ဒီမှာ donor receiver ဒီအလှူငွေလက်ခံတဲ့သူ employee အလုပ်သမားဒီ employee family ဒီမှာ friend နော်ကျွန်တော်ကအကိုဖြစ်တဲ့အတွက် the friend family ဆိုရကိုကျွန်တော်ရေးပါမယ်ခင်ဗျာနော် friend family ဆိုတဲ့ဟာကိုကျွန်တော်ရေးပါမယ်ဒီလိုတကယ်ရှင်းဆိုရင် friend လို့ရေးလို့ရတယ်ပေါ့နော်မိဘ report မယ်ဆိုရင် parent ပေါ့နော်ဆွေမျိုးဆို relative ပေါ့နော်အဲ့လိုမျိုးငွေလက်ခံတဲ့သူနဲ့ဘယ်လိုမျိုးဆွေမျိုးတို့ဆက်ရလဲဆိုတာကိုကျွန်တော်တို့အဲ့လိုမျိုးရေးရအောင်ဖြစ်တယ်ဆိုတော့ friend family ဆိုတာကိုကျွန်တော်ရေးမှာဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော် done ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါခင်ဗျာနော်ပြီးလို့ရှိရင်mobile number တဲ့เนาะဆိုတော့ဒီမြန်မာပြည်ကငွေလက်ခံတဲ့လူရဲ့ mobile number ဖြစ်တယ်ဖုန်းနံပါတ်ဖြစ်တယ်ဆိုတော့အဲဒီဖုန်းနံပါတ်ကိုကျွန်တော်ရေးရမှာဖြစ်ပါခင်ဗျာเนาะဆိုတော့ဟုတ်ပြီ00959 250 255 679ဟုတ်ပြီပြီးလို့ရှိရင်ဖုန်းနံပါတ်ကိုငွေလက်ခံတဲ့လူရဲ့ဖုန်းနံပါတ်ကိုရေးပြီးလို့ရှိရင် done ဆိုတဲ့ဟာကိုကျွန်တော်နှိပ်ပါမယ်ပြီးလို့ရှိရင်အောက်မှာ next ဆိုတဲ့ဟာကိုနောက်ထပ်သွားပါမယ်ခင်ဗျာနော်ဒီမှာbank account detail တဲ့နော်ဒီမှာဆိုရင် bank name ပေါ့နော်ဒီမြန်မာပြည်ကငွေလက်ခံတဲ့သူရဲ့ဒီပေါ့နော် bank account နာမည်ပေါ့နော်ဒီကမ်ဘောဇာ CB ဆိုရင် CB ARD ဆိုရင် ARD ပေါ့နော်ကျွန်တော်တို့ဒီမှာရှာလို့ရပါတယ်ခင်ဗျာနော်ဒီက Asia Green Development Bank နဲ့နော်ဒီမှာဆိုရင် Australia Bank လည်းအများကြီးတခြားနိုင်ငံက bank တွေလည်းအများကြီးရှိတာပေါ့နော်ဒီမှာ ARD Bank နော်ကိုက ARD Bank account တွေလုပ်ထားလို့ရှိရင် ARD Bank လည်းလုပ်ရတယ်ပြီးရင် Bangkok Bank Public Company ပေါ့နော်ဒါထိုင်းဖက်မှာပေါ့နော် CB Bank နော် CB လောက်ထားဆိုရင်ဒါဒီမှာပေါ့နော် CB Bank ကိုတိုက်ရိုက်ထည့်လို့ရတယ်ဆိုတော့ကျွန်တော်ကကမ်ဘောဇာဘဏ်ဖြစ်တဲ့အတွက်နော်ကမ်ဘောဇာဘဏ်ကိုကျွန်တော်ရေးမှာဆို Global 3 Asia Bank နဲ့ပေါ့နော်ဒီမှာဒီဟာဒီကပ္ပယတနာဘဏ်ပေါ့နော်ကပ္ပယတနာဒီဟာကပ္ပယတနာဘဏ်ဖြစ်တယ်ကပ္ပယတနာဘဏ်အကောင့်လောက်ထားလို့ရှိရင်ကိုယ့်ရဲ့ကပ္ပယတနာဘဏ်အကောင့်ကိုတိုက်ရိုက်ဒီကနေထည့်လို့ရတယ်နော်ဒီမှာ Global 3 Asia Bank ကကျွန်တော်တိုက်ရိုက်ထည့်လို့ရတယ်ဒီမှာ Inward Bank လည်းရှိတယ်ပေါ့နော် Inward Bank လည်းရတယ်ဒီမှာဆိုရင်ကမ်ဘောဇာဘဏ်ပေါ့နော်ကျွန်တော်ထည့်မယ်ကမ်ဘောဇာဘဏ်ပေါ့နော်ဆိုတော့မြန်မာ Economy Bank တဲ့မြန်မာစီးပွားရေးဘဏ်ပေါ့နော်စီးပွားရေးဘဏ် account တွေမှာလည်းကျွန်တော်တို့တိုက်ရိုက်ထည့်လို့ရပါခင်ဗျာနော်မြန်မာ Citizen Bank မြဝတီ Bank ပေါ့နော်မြဝတီ Bank ကနေလည်းထည့်လို့ရပါတယ်ခင်ဗျာနော်ဆိုတော့အများကြီးပဲခင်ဗျာနော်ကျွန်တော်မြန်မာပြည်ကဘဏ်တော်တော်များများကိုကျွန်တော်ထည့်လို့ရပါခင်ဗျာနော်ဆိုတော့ကိုကဒီမှာတခါလေးရှာလို့ရပါခင်ဗျာနော်ကမ်ဘောဇာဘဏ်စင် KA နော် KA လို့ရေးလိုက်ရင်ကမ်ဘောဇာဘဏ်ဆိုတော့တိုက်ရိုက်ပေါ်လာတာဖြစ်တယ်ဆိုတော့ကမ်ဘောဇာဘဏ်ကိုကျွန်တော်ရွေးလိုက်ပါမယ်ပြီးတော့ကိုယ့်ရဲ့ကမ်ဘောဇာဘဏ် account number ကိုကျွန်တော်တို့ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ကိုယ့်ရဲ့ဘဏ်ကမ်ဘောဇာဘဏ်ရဲ့ account number ကိုကျွန်တော်တို့ရေးရမှာဖြစ်ပါတယ်
ဒီနေရာမှာကျွန်တော်ပေါ့နော်ဒီလုံခြုံရေးရပေါ့နော်ဒီကဘတ်အကောင့်နံပါတ်ကိုကျွန်တော်꿰ထားမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့မှာဆိုရင်လည်းအဲ့လိုမျိုးပေါ့နော်နားလေးပေးလို့ရမယ်လို့ကျွန်တော်ထင်ပါတယ်ဘာလို့ဆိုတော့ဒါဒီ security အရာပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်ဘတ်အကောင့်နံပါတ်ကိုကျွန်တော်ရိုက်ထည့်မှာဖြစ်ပါတယ်နော်ကျွန်တော်အဲ့လိုမျိုးကိုယ့်ရဲ့ဘတ်အကောင့်နံပါတ်ရိုက်ပြီးလို့ရှိရင်အောက်မှာ done ဆိုတဲ့ကိုထည့်နိုင်ပါမယ်ခင်ဗျာနော်ဆိုတော့ဟုတ်ပြီ done နှိပ်ပြီးတော့လို့ရှိရင်နောက်ထပ် next ဆိုတဲ့ကိုထည့်နိုင်ပါမယ်ခင်ဗျာနော်ဒီမှာreceiver summary တဲ့နော် please confirm if the receiver information is correct နော်ဒီမှာပေါ့နော်ဒီငွေလက်ခံတဲ့လူရဲ့ဒီ account number တွေနာမည်တွေမှန်ကြောင်းကိုကျွန်တော် confirm လုပ်ပေးပါရနော်ဆိုတော့ကျွန်တော်မှန်တဲ့အကုန်လုံး double check ပြီးလို့ရှိရင်အကုန်လုံးမှန် check ပြီးလို့ရှိရင် continue ဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့မှတွားပါမယ်ခင်ဗျာနော်ဟုတ်ပြီအဲ့လိုမျိုးရွေးပြီးလို့ရှိရင်နောက်ထပ်ဒီမှာ add new on behalf ပေါ့နော်ဒီတစ်ဆင့်ခံဒီထည့်တဲ့လူပေါ့နော်ကျွန်တော်အကိုရဲ့ account တွေကိုကျွန်တော်ကထည့်တာဖြစ်တဲ့အတွက်ကျွန်တော်ကတစ်ဆင့်ခံဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီ bank အချက်လက်တွေကိုကျွန်တော်ရဲ့အချက်လက်တွေကိုနောက်ထပ်ကျွန်တော်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ add new on behalf ဆိုတဲ့ဟာကိုကျွန်တော်တို့တရားရေးရမှာဖြစ်တယ်နော်ဆိုတော့အမှဆိုရင်ဒီမှာ on behalf ID ပေါ့နော်ကိုယ့်ရဲ့ ID အချက်လက်တွေကိုကျွန်တော်တို့ရေးရမှာဖြစ်ပါတယ်ခင်ဗျာနော်nationality ဆိုရင်ကျွန်တော်ကမြန်မာနိုင်ငံကနေဖြစ်တဲ့အတွက်မြန်မာဆိုတာကိုကျွန်တော်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီမှာ Burmese လို့ပဲပါတယ်နော်ဆိုတော့ Burmese ဆိုရကိုကျွန်တော်ထည့်ပါမယ်ပြီးတော့ IT type ပေါ့နော် IT type ကိုနောက်ထပ်ရေးပါမယ်ဒီမှာ IT type မှာဒီမှာပေါ့နော် passport ဆိုရင် passport mine card ဆိုရင်ဒီ mine card ဒီ work permit တော့ပါတော့ mine card ပေါ့နော်အဲ့ဒါ UNHCR ဆိုရင် UNHCR ပေါ့နော် UN တမားတွေပေါ့နော်ရတယ်ဆိုတော့ overseas worker ID နောက်ထပ်ပါရရတယ်လေ MYPR တဲ့ MYPR ဘာကလည်းမသိပြီးတော့ I card နော်ပြီးတော့ရှင်စာဘာဆူရတ်တဲ့စာဘာဆူရတ်เนาะရေလောက်ပဲကျွန်တော်တို့သုံးလို့ရဖြစ်တယ်ကျွန်တော်မြန်မာတွေအတွက်ဆိုရင်ဒီ passport နဲ့ဒီ UNHCR ပေါ့เนาะ passport နဲ့ UN card ပဲကျွန်တော်တို့အသုံးပြုလို့ရတာဖြစ်ပါတယ်ခင်ဗျာเนาะဆိုတော့ကျွန်တော်တို့ဒီတိုင်းရင်းသား card တော့ပါတော့ကျွန်တော်တို့သုံးလို့မရပါဘူးတစ်ဆက်ထည့်နဲ့ကျွန်တော်ပြောချင်တာပေါ့เนาะဒီမှာဒီ passport က work permit ရှိစရာမလိုပါဘူးခင်ဗျာเนาะ work permit မရှိဘဲနဲ့အဲ့လိုမျိုးပေါ့เนาะwork permit ရှိစရာမလိုဘူးကိုယ့်ရဲ့ passport မူရင်းကိုတပ်ပုံရိုက်ပြီးတော့မှကျွန်တော်တို့ဒီမှာတပ်ပုံတစ်ခါလေးထည့်ရမှာဖြစ်ပါတယ်ခင်ဗျာเนาะဒီတပ်ပုံကိုယ့်ရဲ့ passport တပ်ပုံကိုဒီမှာတစ်ခါလေးထည့်ရမှာဖြစ်တယ်ဆိုတော့ဒီ work permit ရှိစရာမလိုပါဘူးခင်ဗျာเนาะဆိုတော့ဟုတ်ပြီ passport လို့ကျွန်တော်ရွေးပြရတဲ့ done ဆိုတဲ့ဟာကိုကျွန်တော်ရိုက်နေပါမယ်ဆိုတော့ကျွန်တော်ဒီထဲမှာပေါ့เนาะဒီကိုရဲ့ passport ပုံကိုကျွန်တော်တို့ဒီထဲမှာထည့်ရမှာပေါ့เนาะဆိုတော့ဟုတ်ပြီဒီဟာကိုကျွန်တော်passport ပုံကိုကျွန်တော်ထဲမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ passport အချက်လက်တွေကိုသူများကိုမသိစေရှင်တဲ့အတွက်ပေါ့เนาะကျွန်တော်ဒီဟာလေးကိုကျွန်တော် cover လုပ်ထားတာဖြစ်တယ်ဆိုတော့ဟုတ်ပြီဒီကိုယ့်ရဲ့ကျွန်တော်ရဲ့ passport ပုံကိုကျွန်တော်ဖုန်းထဲရိုက်ထားရကိုကျွန်တော်ဒီမှာထည့်လိုက်ပါမယ်ခင်ဗျာเนาะဆိုတော့ upload image ဆိုရကိုကျွန်တော်နှိပ်ပါမယ်ကိုဖုန်းထဲရပေါ့เนาะဆိုတော့ဟုတ်ပြီဆိုတော့
နော်ကျွန်တော်တို့ passport ပုံကိုကောင်းကောင်းလေးတည်တည်ရှာကိုယ့်ရဲ့ဒီပေါ့နော်ကောင်းကောင်းလေးရိုက်ထားတဲ့ပုံဖြစ်ရမယ်ဒီနည်းနည်းကိုယ်ထားတော့ဘာလို့ပြောချင်းချင်းလင်းလေးရိုက်ထားတဲ့တပ်ပုံဖြစ်ရမယ်ဆိုတော့နော်ကျွန်တော်အဲ့လိုမျိုးကောင်းကောင်းလေးရိုက်ပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ထည့်လိုက်မှဖြစ်တယ်ပြီးလို့ရှိရင်ဒီအောက်မှာ next ဆိုတဲ့ဟာကိုကျွန်တော်တို့ထည့်ရမှာဖြစ်ပါခင်ဗျာနော်ကျွန်တော် next ကိုကျွန်တော်တို့နောက်ထပ်တပ်ပုံတွေပါတယ်အကုန်လုံးကိုယ့် passport ပုံကိုထည့်ပြီးလို့ရှိရင် next ဆိုတာကိုကျွန်တော်တို့တွားမှာဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ပြီနော်ကျွန်တော်တို့အားလုံးမျိုးပေါ့နော်ကိုယ့်ရဲ့ passport တပ်ပုံတွေအကုန်လုံးရိုက်ပြီးတော့ထည့်ပြီးတော့လို့ရှိရင်အဲ့မှာပေါ့နော်နောက်ထပ်ဒီပေါ့နော်ကိုယ့် passport နာမည်ရယ်ပြီးတော့ passport number ရယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့မွေးတိကရယ်ပြီးလို့ရှိရင်ဒီမလေးရှားကကိုယ့်ရဲ့နေရာလိပ်စာရယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုကျွန်တော်တို့ပေါ့နော်အပြည့်စုံဒီဟာတွေအပြည့်စုံမှန်ကန်ကန်ကျွန်တော်တို့ဖြည့်ရမှာဖြစ်ပါခင်ဗျာနော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီဟာကိုဖြည့်ထားတဲ့ဟာတွေကိုကျွန်တော်မပြပေးပါဘူးဘာလို့ဆိုတော့ဒီဟာအရန်ကိုမှအရေးကြီးတဲ့အတွက်အကြောင်းဖြစ်တယ်ကျွန်တော်ပြပေးလို့မရပါဘူးခင်ဗျာနော်ဆိုတော့ဟုတ်ပြီကျွန်တော်ဖြည့်လိုက်ပါမယ်ခင်ဗျာနော်မိတ်ဆွေတို့အနေနဲ့လည်းကိုယ့်ရဲ့ passport တော့ UN number တွေပါတယ်မှာပေါ့နော်အဲ့ UN number တော့ passport နာမည်တော့ passport ကနာမည်တော့ပေါ့နော်အဲ့ဒါထည့်တက်ကြလိုက်မလို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာနော်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီဟာကိုထည့်လိုက်ပါမယ်ခင်ဗျာနော်နော်ကျွန်တော်အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့နာမည်ရဲ့ ID number ရဲ့မွေးတိကရတွေရဲ့ကိုယ့်ရဲ့လိပ်စာရဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်တွေရဲ့ပေါ့နော်အဲ့ဒါတွေကိုထည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ next ဆိုတာကိုနောက်ထပ်တွားပါမယ်ခင်ဗျာနော်ဒီမှာနောက်ထပ်ကျွန်တော်တို့ဒီ occupation ဆိုတာအလုပ်ကိုင်ပေါ့နော်ကိုယ့်ရဲ့အလုပ်ကိုင်ရပါလေပေါ့နော်ဒီမလေးရှားနိုင်ငံထဲမှာအဲ့ဒါကိုကျွန်တော်တွားပါမယ်ကျွန်တော်ကဒီbusinessman လာပေါ့နော်ဒီ housewife လာ professional လာ tourism လာနော် security guard လာ supervisor လာနော်housemate လာဆိုတော့ကျွန်တော်ကြိုက်တဲ့ဟာကိုကျွန်တော်တို့ရေးပါမယ်ခင်ဗျာနော်ဒီမှာကျောင်းသားဆိုရင်ကျောင်းသားပေါ့နော်ကျွန်တော်ကြိုက်တဲ့ဟာကိုကျွန်တော်ရေးရမှာဖြစ်ပါခင်ဗျာနော်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီပေါ့နော်မလေးရှားမှာကျွန်တော်ဒီပေါ့နော် restaurant မှာsupervisor ဆင်းဆိုတော့ကျွန်တော်supervisor ဆိုရကိုကျွန်တော်ရေးပါမယ်မိတ်ဆွေတို့အနေနဲ့ဒီတခြားဟာရေးမတတ်ဘူးဆိုရင် house mate ပေါ့နော်ဒီဟာတွေလည်းရေးလို့ရတယ်ဒီက info ပေါ့နော်အဲ့လိုမျိုးဒီset employee ပေါ့နော်set employee လည်းကျွန်တော်ရေးလို့ရပါခင်ဗျာနော်ဆိုတော့ဟုတ်ပြီကျွန်တော်က supervisor ဆိုတဲ့ဟာကိုကျွန်တော်ရေးလိုက်ပါမယ်ဆိုတော့ employee name တဲ့နော်အလုပ်နာမည်ပေါ့နော်အလုပ်သမားနာမည်လည်းကြုံနိုင်ရအတူတူဖြစ်တဲ့အတွက်ကိုယ့်ရဲ့နာမည်ပဲရေးပါခင်ဗျာနော်ပြီးလို့ရှိရင်အဲ့ဒါလေးကိုကျွန်တော်ဖောင်ဖြည့်ပြီးလို့ရှိရင်ဒီမှာဒီဟာလေးကိုကျွန်တော်အမှန်ချက်လိုက်ပါခင်ဗျာနော်ဒီဟာလေးကိုအမှန်ချက်လိုက်ပြီးလို့ရှိရင်ဒန်ဆိုရကိုကျွန်တော်နှိပ်ပြီးတော့နှိပ်လိုက်ပါခင်ဗျာနော်ဒန်နှိပ်ပြီးတော့ချင်းဒီမှာ next ဆိုရကိုတွေ့မှာဖြစ်ပါတယ်အဲ့ဒီ next ကိုကျွန်တော်ထားနှိပ်ပါခင်ဗျာနော်ဒီမှာမေးထားတယ်ပေါ့နော် additional info မှာ are you helping someone send money ဒီတယောက်အတွက်ပေါ့နော်ဒီငွေထည့်ဖို့အကူညီပေးတာလားတဲ့ပေါ့နော်ဆိုတော့ဒီမှာအဲ့ဒါကို yes ဆိုရကိုကျွန်တော်နှိပ်ထားပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်ဒီမှာ purpose of payment နော်ငွေ purpose of payment မှာဆိုရင်ဘယ်ဟာကိုရွေးရလဲဆိုတော့ဒီ education saving salary saving ယူရင်လည်းရရပေါ့နော်ဆိုတော့ source of fund မှာဆိုရင်နော်ဘယ်ဟာရွေးမလဲဆိုတော့ဒီမှာလဲmonthly income လည်းရွေးလို့ရတယ် saving လည်းရွေးလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့ဟာတစ်ခုကိုရွေးလိုက်ပါเนาะကျွန်တော်saving လို့ပဲဒီမှာလဲရွေးလိုက်ပါမယ်ခင်ဗျာเนาะဆိုတော့ဟုတ်ပြီပြီးလို့ရှိရင် next ဆိုတဲ့ဟာကိုတွားပါမယ်ခင်ဗျာเนาะဆိုတော့ဒီမှာအားလုံး
အဲ့လိုမျိုးကိုယ့်ရဲ့အချက်လက်တွေပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီမှာအဲ့ဒါကိုမှန်ကျွန်တော်တို့စစ်ဆေးရပါမယ်ဒီဘတ်အကောင့်နံပါတ်တွေမှားလားဆိုတာကျွန်တော်တို့စစ်ဆေးရပါမယ်ပြီးလို့ရှိရင်ဒီငွေလက်ခံတဲ့သူရဲ့နာမည်ပေါ့နော်အဲ့ဒါလည်းကျွန်တော်စစ်ဆေးရပါမယ်ဒီမှာကျွန်တော်က90အောက်ဆုံးမှာကျွန်တော်ပို့တာကတော့ကျွန်တော်ဒီ you send မှာကျွန်တော်90ပို့တာဖြစ်တယ်ရှင်မဘယ်လောက်ရလဲဆိုတော့3,2,500ရမှာဖြစ်တယ်မလေးငွေ90ပေါ့နော်ဒီ transfer rate ကတစ်ချက်မှာ650ရှိတယ်ဒီ service fee ကတော့60ချက်ပေါ့နော်ဆိုတော့ကျွန်တော်လွေးတာ90သူတို့လွေးခါက60ချက်ဆိုတော့60နဲ့8ချက်ကျွန်တော်အကုန်ကျွန်တော်ကုန်မှာဖြစ်တယ်ပေါ့နော်သူတို့60နဲ့8ချက်သူတို့ merchant trade ကနေသူတို့ဖြတ်မှာဖြစ်တယ်ဆိုတော့ဟုတ်ပြီပြီးလို့ရှိရင်ဒီမှာနောက်ထပ်ပေါ့နော် I agree to merchant trade Asia remit service เนาะဆိုတော့ဒီဟာကိုကျွန်တော်လက်ခံပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီမှာအမှတ်ပေးရမှာဖြစ်တယ်ဆိုတော့ပြီးလို့ရှိရင် make payment ဆိုတော့ကျွန်တော်ဆက်နေရပါခင်ဗျာနော် make payment ဆိုတဲ့နေရာကိုနှိပ်ပြီးတာနဲ့ပေါ့နော်သူတို့ကဒီ Maxis Box ကနေပြီးတော့မှကိုနံပါတ်6လုံးပို့လာမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီကိုနံပါတ်6လုံးကိုကျွန်တော်တို့ကရိုက်ထည့်ရမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီသူတို့ကကိုနံပါတ်6လုံးကိုပို့လာပြီဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော် area ကိုကျွန်တော်တေချာလေးစစ်ဆေးရပါမယ်ကျွန်တော်ဒီလုံးဝလွေးလို့မရပါဘူးခင်ဗျာနော်အဲ့ဒီကိုနံပါတ်မှန်မှကျွန်တော်တို့အကောင့်ထဲပတ်ဆောင်မှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ထည့်လိုက်ပါမယ်ဆိုတော့ကျွန်တော်ကိုနံပါတ်ထည့်ခဏလေးစောင့်လိုက်ပါဟုတ်ပြီဆိုတော့ကျွန်တော်တို့တခါလေး transaction successful ဆိုပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာเนาะအမှတ်ကလေးတောက်ပြီးတော့မှအဝါရောင်အမှတ်ကလေးအစိမ်းရောင်အမှတ်ကလေးနဲ့ပေါ့เนาะဆိုတော့အဲ့လိုမျိုး transaction successful လို့ဝင်လာပြီဆိုရင်ကျွန်တော်တို့မြန်မာပြည်ကကိုယ့်ရဲ့ bank account တွေကိုပတ်စံထည့်တာပေါ့เนาะအကုန်လုံးအဆင်ပြေသွားပြီဖြစ်ပါခင်ဗျာเนาะကျွန်တော်တို့အကုန်လုံးဝင်သွားပြီဖြစ်ပါတယ်အားလုံးပဲလွှဲတတ်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်ဒီကိုယ့်ရဲ့ဒီ merchant trade application ကနေမြန်မာပြည်ကကိုယ့်ရဲ့ bank account တွေကိုကိုယ့်ရဲ့ဖုန်းထဲကနေသစင်တရားငွေထည့်တတ်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လို့မိတ်ဆွေတို့မှာဒီ merchant trade ပေါ့နော် merchant trade visa card မလို့ရသေးဘူးဆိုရင်ကျွန်တော်တို့လောက်ထားလို့ရပါတယ်ဒီ merchant trade visa card ကိုဘယ်လိုမျိုးလုပ်ရတယ်လဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးရိုက်ထားပါတယ်ဘယ်နေရာတွေမှာဒီ merchant trade ကောင်တာရပေါ့နော် merchant trade visa ကတ်လုပ်တဲ့ကောင်တာရဘယ်နေရာတွေမှာရှိတယ်ဆိုတာကိုကျွန်တော်ဗီဒီယိုရိုက်ထားပါတယ်ကျွန်တော် description link မှာအဲ့ဒီဗီဒီယိုကို share ပေးထားပါမယ် merchant trade visa ကတ်လုပ်တယ်ဆိုရင်ဒီ work permit ရှိစရာမလိုဘူးရိုးရိုး passport နဲ့ရပါတယ်ခင်ဗျာနော်အဲ့ဒီ passport နဲ့ကျွန်တော်တို့ပေါ့နော်မြန်မာပြည်ကိုရိုးရိုး bank နဲ့ပဲရိုးရိုး bank account ကနေပဲငွေထုတ်လို့ရတယ်လို့မြန်မာပြည်ကကိုယ့်ရဲ့ bank account တွေကိုတိုက်ရိုက်ငွေထည့်လို့လေရပါတယ်ခင်ဗျာပြီးလို့ရှိရင် Western Union ကနေလေတိုက်ရိုက်ငွေထည့်လို့ရပါတယ်ခင်ဗျာเนาะဆိုတော့အဲ့ဒါကြောင့်ဒီ merchant trade visa ပေါ့နော် merchant trade visa ကကိုအားလုံးလောက်ထားကြဖို့ကျွန်တော်အကြံပေးရှင်ပါတယ်ခင်ဗျာเนาะပြီးလို့ရှိရင်ဒီ passport တွေပါတယ်လုံးမထားတဲ့လူတွေပေါ့နော်မြန်မာတန်ရုံကိုတွားပြီးတော့မှ passport တွေပါတယ်လောက်ထားကြပါလို့ကျွန်တော်ကြံပေးရှင်ပါတယ်ဒီမြန်မာတန်ရုံကို passport လုပ်တဲ့နည်းတွေပေါ့နော်ဒီ merchant trade visa account visa ခတ်လုပ်တဲ့နည်းတွေပေါ့နော်အဲ့ဒီဗီဒီယိုတွေလည်းကျွန်တော်ရဲ့ YouTube channel မှာအကုန်လုံးတင်ပေးထားပါတယ်ခင်ဗျာနော်ဒီ merchant trade အပြင်ပေါ့နော်ဒီ Western Union ကနေပတ်စံလွှဲတဲ့နည်းတွေကိုလည်းကျွန်တော်အကုန်လုံးတင်ထားပါတယ်ဝင်ပြီးတော့မှလေးလာနိုင်ပါတယ်ပညာရေးယူနိုင်ပါတယ်ခင်ဗျာเนาะခုလိုမျိုးကျွန်တော်ရဲ့ YouTube channel ကိုတကူတကလာရောက်ကြည့်ရှုကြတဲ့အရောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တစ်ပတ်မှာပြန်ဆောင်ကြရအောင်เนาะအားလုံးကိုကျေးဇူးတင်တယ် bye bye